ဒီကဘာမှာဆောင်းအကြီးစုကရှင်းနာဆိုးပင်ဖြစ်ပြီးအဲ့ဒီရှင်းနာဆိုးပင်တည်ဆိုးသွားပြီးနောက်မှာသူ့ရဲ့အဓိကကြည့်စဉ်ဖြစ်တဲ့လှဝက်ချက်ကူကူကြည့်စဉ်ကိုအခုချိန်မှာတော့မော်အကလေးဖြစ်တဲ့ကျွေးဖန်ကရေးထားတာပဲဖြစ်ပါတယ်။တရင်မှာတော့ကျွေးဖန်တာရင်တရားလိုကျွေးမဆက်ချက်ထားတဲ့ဒေဗီကျောက်ချန်းကလှဝက်ချက်ကူကူကြည့်စဉ်ကိုလိုချင်လို့ဒီကရင်ခွင်ပါနဲ့ပူပေါင်းကဒီကလေးရှိပါရဲ့ခက်သွန်ဖြစ်တဲ့မော်အကလေးကျွေးဖန်ကိုတိုက်ရိုက်ခတ်ကြပါတယ်။ကျွေးဖန်ကသူ့ရဲ့တီဗီတိစာဖော်တော့မတီးပဲနဲ့ဒီကရင်ခွင်ပါနဲ့တိုက်ခိုက်ဖို့လိုတဲ့အခါမှာသူ့ရဲ့တီဗီတိစာဖော်ပြီးနွန်ကျော်တတ်ထုခံရကတူတော့ခဲ့ပါတယ်။ကျွေးဖန်ကသူ့ရဲ့တီဗီတိစာဖော်တော့တွေ့ရတဲ့အခါမှာတော့လွန်တော်ဝိုင်းတော့ခဲ့ပြီးလှဝက်ချက်ကူကူချစ်တဲ့ကိုတော့ဘဒူးမှမပေးရှင်တာကြောင့်ကိုဖောက်ကစိုးစင်ရင်တော့ခဲ့ပါတယ်။ကျွေးဖန်ကတေဆိုတော့ပြီးတော့မှာတော့လူရဲ့ဝိညာဉ်ကိုတိုက်ပွဲလည်မှာတေဆိုနေပြီဖြစ်တဲ့ဇောင်းမိုင်ရဲ့ခန္ဓာကိုယ်မှာတက်ရှင်လာခဲ့ပါတယ်။ဇောင်းမိုင်ကနုနုချင်းမှာပဲအဒီတရကသူ့ကိုကူညီပါဦးဆိုပြီးကူညီတော့နေခဲ့ပါတယ်။ဇောင်းမိုင်ကအဲ့ဒီသူစီကိုလာပြီးတိုက်ခိုက်ဖို့ရရင်တာကြောင့်မင်းကကျွေးပါမဟုတ်ဘူးမင်းကဘဒူးလဲမင်းပြောတာမှလည်းငါမော်ကလေးကျွေးဖန်ပဲဆိုပြီးတော့လှဝက်ချက်ကူကူချစ်စင်ရဲ့စိုးချင်းတိုင်းမျိုးကိုတို့ပြကတိုက်ပြေးလိုက်ပါတယ်။လှဝက်ချက်ကူကူချစ်စင်ရဲ့စိုးချင်းတိုက်ပွဲကအလုံးမိတ်ဆာချမ်းပြီးတော့လူတရားရဲ့ဝိညာဉ်ကိုစိုးရိမ်ပြီးဆွမ်းအားပြင်းလဲရတာပဲဖြစ်ပါတယ်။ဇောင်းမိုင်ကဆွမ်းအားပြင်းလဲတာကမဲတော်ရက်တော့ခဲ့ပါတယ်။ဇောင်းမိုင်ကရလာတဲ့ဆွမ်းအားတွေကိုစမ်းသပ်လိုက်တဲ့အခါမှာတော့အလုံးမကျတဲ့ကျွတ်တူတောင်ဒေသကြီးဖြစ်တော့ခဲ့ပါတယ်။အဲ့ဒါကြောင့်ရေဘောကသူ့ကိုတိစားဖက်ခဲ့ကြတဲ့ဧကရင်ခံပါနဲ့ပြည်တီဗီကျိတ်ချန်းကိုပြန်လာတဲ့ခါကျရင်သူ့ကိုလိုခတ်တာတွေအတွက်အလုံးကိုပြန်ပေးဆက်ရမယ်ဆိုပြီးလက်ဆက်ချဖို့ပြောနေခဲ့ပါတယ်။ဇောင်းမိုင်ကဒီခန္ဓာကိုတုံညက်ကနေဆက်ရပြီးတော့အခုတော့ဆောင်းအားစင်9လကိုရန်နေပြီဖြစ်တာကြောင့်ထမမြတ်နေမျိုးကိုမတော့ခင်ဒီမှာချင်းကြကြီးနေရဥမာပဲဆိုပြီးပြန်သားနေရင်းနဲ့ရှေ့မှာတိုက်ခိုက်မှုဖြစ်တာကြောင့်ရလိုက်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကလော်မျိုးနယ်ရဲ့တိုက်ခိုက်မလေးနဲ့ကောက်ကိုရေးတပ်ဖွဲ့ခတ်ဆောင်ဖာတိုလင်းတို့ကိုစောမျိုးနယ်ကကောင်တွေကဝိုင်းပြီးတော့တိုက်ခိုက်ဖို့လုပ်နေကြပါတယ်။ဇေဖန်ကလော်မျိုးနယ်လိုကြားလိုက်တာနဲ့ဘာမှမတည်တဲ့ခါသားချက်ဖြစ်ပေါ်လာတာကြောင့်ထွက်တော့ဖို့လုပ်တဲ့အခါမှာနှုတ်ထက်ကနေလွန်နာကျင်တဲ့ခံစားမှုကိုခံစားလိုက်ရပါတယ်။ဇေဖန်ကဘာဖြစ်လို့နှုတ်ကရုတ်တရက်နာလာရတာလဲဝူခဲမြဖြစ်နေပြီးနောက်တော့မော်နုသားကြောင့်ဖြစ်ရတာကိုသိလိုက်ရပါတယ်။အဲ့ဒီမော်နုသားကဇေဖန်ရဲ့ရေကန်တို့ပိုင်ချင်းကြောင့်ဖြစ်ပြီးအဲ့ဒီဇေဖန်ရဲ့ဖေကလော်မျိုးနယ်အတွက်အသက်ပေးသွားခဲ့တာကြောင့်ကျူးတင်နေတဲ့လော်မျိုးနယ်ကဇေဖန်ကိုကျွေးမဆက်ချက်ခဲ့ပြီးကာကရေးဖက်မှတောင်းထမ်းဆောင်စီခဲ့ပါတယ်။ဒီနေ့မှတော့လော်မျိုးနယ်ကတိုက်ခိုက်ခံရပြီးအဲ့ဒီတိုက်ခိုက်မှုကြောင့်ပဲဇေဖန်ကတူတော့ခဲ့ရပါတယ်။အဲ့ဒီကျွန်းအားလုံးကိုအခုချိန်မှာမော်ကလေးဖြစ်တဲ့ဇေဖန်ကတူတော့ခဲ့ပြီးဒီမော်နုသားကလည်းတကယ်မှလေးလွှင့်ရှမ်းကိုဆက်ချုပ်ပေးမယ်လို့ဆိုပြခဲ့တာကြောင့်ဖြစ်လာခဲ့ခြင်းပါတယ်။ထမင်းနေမီကမော်ကလေးဖြစ်တဲ့သူကဒီကျွန်းရဲ့ခန္ဓာကိုယ်မှာတက်ရတယ်ဆိုတော့ရှိသေးမှာပဲ။ဒီလိုကျွန်းဖြစ်ရတာထက်ဒီကတို့အလုံးကိုတက်လိုက်တာကပူကောဦးမယ်ဆိုပြီးတွေးနေခဲ့ပါတယ်။ရှိသေးမှာပဲ။တော့ထက်ကနေလူတယောက်ထွက်လာတာကြောင့်လော်မျိုးနယ်ကသူတွေကကူညီမဲ့သူလားဆိုပြီးတွေးနေကြပြီးထွက်လာတဲ့သူကတော့ဇေမဖြစ်နေတာကြောင့်လော်မျိုးနယ်ကတခင်မလေးကဇေမတီးသွားတာကိုသူ့ဝင်ကမြင်ခဲ့ရတာကြောင့်အာရုံနေခဲ့ပြီးဇေမကလည်းကာကလို့တက်ချင်ခဲ့တာပါဆိုပြီးပြောလိုက်ပါတယ်။ဒီကောင်တွေထဲမှာအာနေဆုံးကစာအားစိတ်ချလာဖြစ်ပြီးစုံကောင်ကြကသူတို့ထဲမှာအကုန်းဆုံးပဲ။အဲ့ဒါကြောင့်ခုလက်ရှိစာအားနဲ့ဆိုရင်ဒီချင်းချင်းတိုက်ပွဲဖြစ်သွားနေတယ်ဆိုပြီးဇေမကတွေးနေခဲ့ပါတယ်။လော်မျိုးနယ်ကသူတွေကတော့ဇေမကိုငတုံးပဲအနေရှိမှတည့်ရနဲ့ဘာဖြစ်လို့လာတာလဲဆိုပြီးပြောနေခဲ့ပါတယ်။လော်မျိုးနယ်ကတခင်မလေးကဇေမကိုတော့လှောက်ပေးလိုက်ပါဆိုပြီးစောင်းကောင်ကြကိုတုံ့နေခဲ့ပြီးတော့စောင်းကောင်ကြကသူ့ရဲ့တပည့်တွေထက်ကလူတန်ကြီးကိုဇေဖန်ကိုတာဖို့စီလိုလိုက်ပါတယ်။အဲ့ဒီလူတန်ကြီးကဓာကြီးနဲ့ဇေဖန်ကိုတက်ခဲ့တဲ့ခါမှာတော့ဇေဖန်ကလူတန်ရဲ့ဓာကိုလူယူပြီးအဲ့ဒီဓာနာပဲလူတန်ကြီးကိုဘက်ကနေပိုင်းချလိုက်ပါတယ်။ဘေးကသူတွေကတော့အာဝနေခဲ့ပြီးဇေဖန်ကသူတို့တွေနဲ့တက်ခဲ့တာထက်ပိုကရနီလန်ကိုတီးလိုက်ရပြီးတော့လော်မင်းနယ်ကတခင်လေးနဲ့တခင်မလေးကိုတက်ဆန်းကထပ်ပြီးတော့ခဲ့ပါတယ်။လော်မင်းနယ်ရဲ့တခင်မလေးဖြစ်တဲ့လော်ရင်ချန်ကသူမရဲ့စိတ်ခံတွေကိုဒီတိုင်းမထားခိုင်းနိုင်တာကြောင့်အဲ့ဒီနေရာကိုပြန်တောင်းမှဖြစ်မယ်ဆိုပြီးပြောနေခဲ့ပါတယ်။အဲ့ဒါကြောင့်ဇေဖန်ကသူတို့နှစ်ယောက်ကိုပေးချလိုက်ပြီးတော့ချင်ရဲ့တော့ပေါ့ဒါပေမဲ့မင်းတို့ကသူတို့ကိုတိုက်ခိုက်နိုင်မှာလားဒါအားနေချင်နေဆိုရင်တော့ငါလည်းမတော်တော့ဘူးဆိုပြီးဇော့ပန်ကပြောလိုက်တာကြောင့်လော်မင်းနယ်ရဲ့တခင်လေးဖြစ်တဲ့ရှုပ်ဖန်ကဂျုံကမြတခင်ကိုဘယ်လိုပြန်ပြောနေရတာလဲဇော့ပန်ကလည်းခလင်းအခုငါမင်းကိုရတာပြေးလိုက်လို့ရတယ်ဆိုတာမင်းသိလားအဲ့ဒါကိုလည်းရှုပ်ဖန်ကထပ်ပြီးစကားပြောနေတာကြောင့်ဇော့ပန်ကလည်းပညာပေးလိုက်ပါတယ်ပြောရင်ချင်းကအဲ့လိုလုပ်ဖို့လိုလို့လားဆိုပြီးပြောလိုက်တာကြောင့်ဇော့ပန်ကလည်းပြည်နာတေးသေးလေးပြလိုက်တာပါဒီပြည်တန်ကရန်သူတွေလက်ထက်မှာပြေသွားတာထက်ဆိုင်ရင်တော့ပူကောင်းပါသေးတယ်ဆိုပြီးပြောပြီးတော့ဇော့ပန်တို့ကဒီဆိုင်တော့မှပုံမှုတော့ရောက်လာခဲ့ပါတယ်ဒီဆိုင်တော့ထီရတဲ့ခါမှာတော့ဇော့ပန်ကရန်သူတွေကိုတိုက်ခိုက်ဖို့အတွက်လွင်ရင်ချမ်းစီမှာဝင်းရင်ကျတို့လက်ဆော့ကိုတောင်းလိုက်ပါတယ်ယူချီတယ်မရှိတာကြောင့်လွင်ရင်ချမ်းကဇော့ပန်ကိုအဲ့ဒီလက်ဆော့ကိုပေးလိုက်ပြီးတော့ဒါကမြို့နယ်ရဲ့ယတနာဖြစ်တာကြောင့်ဒီမောင်းကိုလေရင်ဇော့ပန်ကိုပြေးပြေးမှပြချင်ပြောလိုက်ပါတယ်ဆေးရထားပြီးဒီမှာဆက်လိုက်ဆိုကဇော့ပန်ကလက်ဆော့ကိုယူပြီးထွက်သွားခဲ့ပါတယ်ဇော့ပန်ထွက်သွားပြီးနောက်မှာတော့ရှေ့ဖန်ကဒီကျုံကတော်တော်လေးမမလာတာပဲဆိုပြီးပြောလိုက်တာကြောင့်ဇော့ပန်ကမမတယ်ဆိုပေမဲ့လည်းသူကငါတို့ကိုကူညီနေတာပဲလေလွင်ရင်ချမ်းကအဲ့ဒီလိုပြောလိုက်ပေမဲ့စိတ်ထဲမှာတော့ဇော့ပန်ကဘာဖြစ်လို့ဒီလိုပြောလဲသွားရတာလဲဆိုပြီးတွေးနေခဲ့ပါတယ်ဇော့ပန်ကတင်နေရာကိုဟဲ့လာခဲ့ပြီးဝေရင်တစီကူးကောင်စီရင်ကိုဆွဲလိုက်တာကြောင့်တစီဝင်းရင်တွေရလာတဲ့ခါမှာတော့စီရင်ကိုတက်တက်လိုက်တာကြောင့်ကကင်မှာဆောင်းအားတွေထပ်ပေါ်လာပြီးတောအုပ်တစ်ခုလုံးကိုဖုတ်ဝက်ထားတဲ့မြူလေးကပြတ်သွားခဲ့ပါတယ်အဲ့ဒီမြင်ကွင်းကိုလည်းလော်မြွနဲ့ဝင်နှစ်ယောက်လုံးကမြင်နေခဲ့ပြီးဟောနေခဲ့ပါတယ်
စဲပန်ရလာတဲ့ခါမှာတော့ခုနကဖြစ်သွားတဲ့အရာအလုံးကိုစဲပန်လုံးလိုက်တာလားဆိုပြီးထိတ်လန့်ကမနေတဲ့ချိန်မှာစေးထားသမ်းပါဒါကရေးကြီးခွေကျလို့ဖို့မလိုဘူးဆိုပြီးစဲပန်ကလွှဲရင်ချမ်းကိုရန်လူတွေလာတဲ့ခါကျရင်အလုံးကိုတပ်ပစ်ဖို့အတွက်မော်မာနာသုံးနည်းကိုတည်ပြီးမှပြုတ်ကခေါ်တော်ခဲ့ပါတယ်ခါကြမှာတော့ဆောင်ရွက်နယ်ကကောင်တွေကရောက်လာပြီးလွန်ရွက်နယ်ကကာကွယ်ရေးခတ်တော်ဖြစ်တဲ့ဖာတူလင်ကိုတစ်စက္ကန့်ပြည့်ခေါ်ထွက်လာခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့လွှဲရင်ချမ်းရဲ့တနာတတဲ့စင်းနေဆိုရင်ဖာတူလင်ကိုတစ်စက္ကန့်ပြည့်ခေါ်လာတာကဒီစားတစ်ခုလို့တဲ့ခါကျရင်ပူမိုလကူမှာဆိုပြီးပြောကလာနေကြရင်းနဲ့စီခတ်တယောက်ကဆောက်ကန်ကြောက်ကိုတဲ့ဘဲအောင်မှလူရထိုင်နေတဲ့ဆိုပြီးပြောလိုက်ပါတယ်ဟိုးပါတယ်အဲ့ဒီတယောက်ကဇုံးပါပဲဖြစ်ပါတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါငါမင်းတို့ကိုဒီမှာထိုင်ဆုံးနေရတာဖိနှောက်ထုံနေပြီကွာဆောက်ကန်ကြောက်ကသူ့ရဲ့လက်အငတ်သားကိုဇောပန်ကိုတက်ခဲ့ဖို့မေးပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာဇောပန်ကသူတို့နှစ်ယောက်ကိုကြောပေးထားတဲ့ဆိုပြီးပြလိုက်တဲ့စကားကြောင့်ဆောက်ကန်ကြောက်ကသူ့ရဲ့လက်အငတ်သားကိုလော်ဆူခံလိုက်ပါတယ်ဇောပန်ကသူတို့နှစ်ယောက်ကိုသာဆောက်ကန်ကြောက်ကိုပေးလိုက်မှဆိုရင်ကျွေးရနာကနဲ့ပတ်သက်ပြီးအမခံနိုင်လားအဲ့ဒီစကားကြောင့်ဆောက်ကန်ကြောက်ကအော်သွားပြီးဖာတူလင်ကတော့ဇောပန်ကိုသူရဲဘောကြော်တဲ့ကောင်သူပြီးအော်ဆဲနေခဲ့ပါတယ်ဇောပန်ဘာဖြစ်လို့တိစ္ဆာဖွဲရတာလဲခင်ဗျားကရောဘာဖြစ်လို့လော်မျိုးနယ်ကိုတိစ္ဆာဖွဲရတာလဲဆိုတာဒီလည်းသိချင်မိတယ်ဆိုပြီးပြောပြီးတော့ဇောပန်ကအခုလော်မျိုးနယ်ကချွတ်ချွတ်နေပြီဖြစ်တာကြောင့်ကြားတဲ့အားနဲ့ဆိုရင်ဘယ်လုံးဝပတိစောဖို့ဖြစ်နိုင်ဘူးဒါကြောင့်သူတို့ရဲ့တက်ထက်ဆိုင်ရင်ကျွေးရဲ့တက်ကပို့ပြီးတော့ဖိုးတန်လဲဆိုတာသူတို့ကဒီကျွေးရဲ့ဆုံးမှရှိပြီးဆောကောင်ကြကဇောပန်ကိုယူတဝက်မယူတဝက်နဲ့အတူထွက်လာခဲ့ပါတယ်တင်နေရရောက်တော့ဇောပန်ကရဲရဲတာကြောင့်ဘာဖြစ်လို့ရဲရဲတာလဲသူတို့ကဒီမှာလားဆိုပြီးဆောကောင်ကြကမဲပါတယ်ဇောပန်ကလည်းကျိုးခင်ဗျားကိုဒီလန်ကခေါ်လာတာခင်ဗျားတို့ကိုတင်လန်ပို့ဖို့ဆိုပြီးဇောပန်ကသူ့ရဲ့စီရင်ကိုတက်တက်လိုက်တာကြောင့်မြူတွေကညီရဖြစ်ပြလဲသွားပြီးတရပြီးတရပြုတ်ချင်းမလားပြုတ်တော့ခဲ့ပါတယ်တပည့်မှာတော့ဒေါ်ရင်ရှန်ကစီရင်ကိုမှန်မှန်တာနဲ့ထိကျွနေပြီးတို့တာပါဆက်လို့ရမလဲဆိုပြီးမိလိုက်တာကြောင့်ဇောပန်ကသူမရဲ့လက်ကိုကင်ပြီးသူ့ရဲ့ထိကစီရင်ကိုတက်တက်လိုက်တာကြောင့်တတိထလာတဲ့ခါမှာတော့ဆောင်းကကြရဲ့လူတွေကိုတရပြီးတရကိုတပ်ပစ်နေခဲ့ပါတယ်ဆောင်းကကြလည်းရတဲ့ခါမှာသူကမင်းကတက်ကယ်ဘယ်လိုလဲဆိုပြီးမိနေခဲ့ပါတယ်ပြီးရှင်တော့ငရဲရတဲ့ခါကျရင်ငရဲမင်းကိုမကြည့်လိုက်ဆိုပြီးဆောင်းကကြတော့တစ်ဖက်လုံးတုတ်တင်ခံလိုက်ရပါတယ်ဇမန်ကဆောင်းကကြတော့တစ်ဖက်လုံးကိုတုတ်တင်ပြီးနောက်မှာသူတို့တစ်ဖက်လုံးကိုတုတ်တင်လိုက်တဲ့တစီဝိညာဉ်တွေကိုဆွမ်းအားဖြင့်ဆိုယူလိုက်ပါတယ်အဲ့ဒါကြောင့်ဆွမ်းအားတွေကတဟုန်ထိုးမြင့်တက်လာပြီး29အစိ8အစိ9ပြီးတော့ဆွမ်းအားစူးစီးမှုစိတ်ကိုတခါတည်းရရှိသွားခဲ့ပါတယ်ဖာတိုလင်ကဇုံးမစီရက်လာပြီးခုနကထင်မှပြီးအော်ဆက်ခက်မိတာတွေအတွက်သောဝနေပြီးတော့ဇုံးမတာမကျင်တဲ့ဘူးဆိုရင်သူ့ရဲ့ခေါင်းမကပြေးနိုင်တယ်ဆိုပြီးပြောရတဲ့ကြောင့်ဖာတိုလင်ရဲ့တိတ်ဆွရှိမှုကိုဇုံးမကလေးစားသွားပြီးသူ့ရဲ့တပိတာဒီလိုတိတ်ဆရှိခဲ့မှဆိုရင်သက်ဖို့ခံရမှာမဟုတ်ဘူးဆိုပြီးတွေးနေခဲ့ပါတယ်ဇုံးမကလည်းဖာတိုလင်သူ့ကိုအော်ဆက်ခရချင်းကလွန်မြင့်တဲ့ကိုတိတ်ဆရှိတဲ့စိတ်ကြောင့်မလို့ဘွေမယူခဲ့ပါဘူးပြီးတော့ဇုံးပန်ကတကယ်မှလည်းခုကအန်နီမရှိတော့တာမလို့ဘာဆက်လို့ကြမလဲဆိုပြီးမိလိုက်တဲ့အခါမှာဖာတိုလင်ကဒီကကြီးကတခင်မလေးချမ်းမီတော်သူခော့ဆာရဲ့သားနဲ့လက်ထပ်ဖို့အတွက်ဖာမျိုးကိုတွန်းနေတာလေမင်းလည်းသိပါတယ်ဇောဝိုင်ရဲ့တွေ့ထဲမှာတော့ဇောရင်ချမ်းသာချမ်းမင်းနယ်ကကောင်းတဲ့လက်ထက်လိုက်မဲ့ဆိုရင်ဥမာခံစားနေရတဲ့ပေါင်လို့သားပြောက်ကသွားမဲ့ဆိုရင်သူလည်းလလာတော့မဲ့ဆိုပြီးသူကချမ်းမင်းနယ်ကိုတွားလိုက်ပါတယ်ဒီနေရာမှာတော့ဘေကမှမတရားကောင်ကစောဝါကျသူလွန်မင်းနယ်ကိုတက်ခဲ့တာအောင်မြင်ရလားဆိုပြီးမင်းနေပြီးတော့တင်းပူတဲ့သူကလည်းစောကန်ကျသူကကြာရှုံးသွားပြီးလွန်မင်းနယ်ကသူတွေကတော့အခုချိန်မှာဖာမျိုးကိုရနေလို့တဲ့ဆိုပြီးပြောလိုက်ပါတယ်သူတို့ကိုထွက်ပြေးထားလိုက်ဆိုပြီးနောက်သူကတော့ဥမာဝင်ရင်းနဲ့ဖိုးကြီးတီကိုတွားလိုက်ပြီးဆရာလို့ခေါ်လိုက်ပါတယ်ဆရာရဲ့တငယ်ချင်းဟောင်းကြီးဆရာကိုဆွမ်းနေလို့ပြီဆိုတာဆရာလည်းရင်းမိပါဖေလူချမ်းကိုသာရပြီးရင်ဆရာရဲ့တငယ်ချင်းနဲ့ပြန်သိအောင်လုပ်ပေးမယ်ဆိုပြီးညီမနေခဲ့ပါတယ်ကြည့်ရတာတော့ဒီဘက်ကသူ့ရဲ့ဆရာကိုတခုလို့ထားတာပဲဖြစ်မယ်အဲ့ဒါကြောင့်ဖိုးကြီးကဘာစကားမှပြန်ပြောနိုင်ပဲနဲ့တော်ထွက်တဲ့ကြီးနေရချင်းဖြစ်ပါတယ်စောဘာတို့ဖာမျိုးကိုရောက်တဲ့ခါမှာတော့လွန်မြင့်တွေကတခင်မလေးနဲ့တခင်လေးကလက်ထပ်ဖို့တဲ့ချိန်မြင့်တွေကိုရင်သွားနေကြပြီးသဲဝါနဲ့ဖာတိုလင်တို့ကတော့မြို့ထက်မှာလှည့်လည်သွားနေကြရင်မေးတယောက်ကကျရသမားစီကကြောက်ကိုအတူးဆိုပြီးပြောတာကြောင့်ကျရသမားနဲ့ညီးပွားနေခဲ့ပါတယ်အဲ့ဒီနေရာကိုလည်းဇောဘာခါရက်လာပြီးအဖိုးကြီးခမရဲ့ဟာအတူကြီးဟမ်အတူကြီးဆိုတာတက်တဲ့ပြဖို့ကျုံမှနှိမ့်လိုက်ရှိတယ်ဖိုးကြီးဒီကမိကလေးပြောတာမှလည်းခမရဲ့ကြောက်စေးကအတူကြီးဖိုးကြီးကလည်းလေးပုံမှာဆိုလို့ဒီကဆောက်ကလေးပြောတာကိုမယုံနဲ့ဒီကြောက်စေးကဆိတ်ဆိုပြီးဖိဖိညင်းနေခဲ့ပါတယ်ဖိုးကြီးဒါကလူတိုင်းရှာသိနိုင်တဲ့အရေးတစ်မျိုးပဲကျစိတ်တာဆဲလာတူလာသိချင်နေဆိုရင်ဒီတက်ကိုထက်လိုက်ဖိုးကြီးကလည်းရီတဲ့ကိုထက်လိုက်တဲ့ချိန်မှာကျစိတ်ကရေကရုံတွေကျွတ်သွားပြီးသူ့ဖြစ်နေတာကိုသိလိုက်ရပါတယ်ဖိုးကြီးကကြောက်တူးတွေရောင်းတာကိုသိရတဲ့ခါမှာတော့မြို့သူမြို့သားတွေကဖိုးကြီးကိုကြောက်ခနဲ့ပြပေါ်နေတာကြောင့်ဘေးကျအောင်ထပ်ပြနေရပြီးစနေလိုက်ပါခွေးကောင်လေးမင်းကငါလှုံပေးကွာဆိုပြီးဇပန်ကိုအော်ဆန်းနေခဲ့ပါတယ်ခုနကမိကလေးကတခင်လေးကတကယ်တော့တာပဲဒီမကကြောက်စိတ်ကိုတူးဆိုတာပဲတီးပြီးတော့တက်တွေဘလို့ပြမှမသိတာကြောင့်အခုလိုကညီပြတဲ့အတွက်ဇပန်ကိုချီးယူတင်လိုက်ပါတယ်မိကလေးခုနကကြောက်စိတ်ကိုလူချင်းလွတ်လာဝင်းရင်ကျတော့တူတူပဲတန်တယ်ဆိုပေမဲ့လည်းပေါ့မလိုပါဘူးသူမကကြောက်စိတ်ကိုတူလာဆက်လာပဲသိချင်တာဆိုပြီးထွက်သွားခဲ့ပါတယ်ဒီမိကလေးရဲ့မျိုးလုံးတွေကဆူချတာပဲဇပန်ကဖတ်တလင်းစီမှာဝင်းရင်ကျတော့စိုက်တုံးကိုချိပြီးတော့ခုနကကြောက်တူရောင်းတဲ့ဖူးကြီးစီရောက်လာခဲ့ပါတယ်ဖူးကြီးနောက်ဆိုခင်ဗျားကိုရှာသွေးပြီမင်းကငါ့ကိုရှာနေတယ်ဆိုတော့မင်းကတေချင်လို့လားဖူးကြီးခင်ဗျားကြောက်တူကိုရောက်ပါလားဝင်းရင်ကျတော့စိုက်တုံးပေးမယ်လေဘယ်လိုလဲဖူးကြီးကလည်းတရားဝင်ပြီးတော့ဒီကျတော့ကခုနကမိကလေးပြောတယ်လို့ပဲဝင်းရင်ကျတော့တူတူပဲတန်တယ်လေ
ဇောပန်ကလည်းဒါကသူ့ဆွေမဲ့သူ့အတွက်တော့တုံးဝင်ပြီးသူ့လက်ထက်မှာဆိုရင်ဇေကရာကရနဲ့ဆိုပြီးပြလိုက်ပါတယ်ဖိုးကြီးကအမင်းပြောတာကနောက်ထပ်လောက်ကပါတယ်ဒါပေမဲ့မင်းခုနကလုပ်ခဲ့တာတွေအတွက်ငါဘယ်လိုဆက်ရှိတာလဲမင်းသိလားဒါကြောင့်ဆက်သူကနေလွန်းတယ်ဘယ်လိုလုပ်ချင်းလဲမင်းရဲ့တက်လို့ရှင်တာကွာဆိုပြီးသူ့ရဲ့လူတွေကိုဇောပန်ကိုတာဖို့ခံလိုက်ပါတယ်ဇောပန်ကလည်းကိုယ်တည်တွင်ကူလူတာပဲဆိုကတက်ခဲဖို့လာတဲ့သူအလုံးကိုခဏလေးနဲ့ရှင်းပြလိုက်ပြီးကျော်သူကိုယူကထွက်လာခဲ့ပါတယ်ဇောပန်ကတက်ကိုခန်းကိုပြန်ရောက်လာပြီးအတလေကိုအပြင်မှာဆောက်စီခဲ့ပြီးဘသူကမှဝင်လာခဲ့ဖို့မှခဲ့ပါတယ်အဲ့ဒီကျော်သူကထူးခြားနေတာကြောင့်အဲ့ဒီကျော်သွန်းကိုဇက်မာကဆက်ကြည့်လိုက်တဲ့အခါမှာမထင်ပါပဲဒန်တာရီကသူ့ရဲ့ဖြစ်နေခဲ့ပါတယ်ဇက်မာကအဲ့ဒီဒန်တာရီသူ့ရဲ့ပုံမှာသူ့ရဲ့တိကျကိုချပြီးတော့တိကျကလေးလို့ခေါ်တဲ့အရာကိုခက်ခက်သာပြုလို့နေရပါတယ်ဘလော်ဒီခက်ခက်လဲဆိုတော့ခေါ်ရီမူလာပြီးတွေ့ရတဲ့ဒီဖြစ်နေခဲ့ပြီးမြင်တွေဝီဝါလာကမော်ရီရဲ့ဖြစ်တို့ကတက်ဖို့ခံရတဲ့မြင်ငင်းကိုပါမြင်နေရတဲ့ခါမှာတော့လက်စားချစ်ချင်းတဲ့စိတ်တွေဖြစ်ပေါ်လာပြီးစိတ်တွေတွေ့ကြကဒန်တာရီကသူ့ဆက်ကိုဖျက်ဆီးလိုက်ပါတယ်အဲ့ဒါကြောင့်ဇက်မာလို့ရှင်နေတဲ့တိကျကလေးကိုရရှိသွားခဲ့ပါတယ်ဇက်မာကတိကျကလေးလို့တာဇေယျတိတိကျတော့ခဲ့ပြီးအခါကနေထွက်လာတဲ့ခါမှာတော့ဆရာတီတီပြင်မှာဆောင်းနေရတာကြောင့်ပေပန်းနားနေနေတဲ့ဖန်တိုလင်ကဇက်ပါမင်းရဲ့ကိစ္စတွေကပြီးပြီလားဖန်တိုလင်မင်းကတကယ်ပဲဆရာတီတီမှာဆောင်းနေတာလားဆိုပြီးဇက်မာကမေးတဲ့ခါမှာတော့ဟုတ်တယ်လေမင်းကိုဘယ်သူမှနှောက်ယှက်စေချင်လို့ဆိုပြီးပြောလိုက်ပါတယ်ခုလိုဆောက်ပေးတဲ့အတွက်ဇက်ပါကလည်းကျေးဇူးတင်စရာပြောလိုက်ပါတယ်အခန်းထဲမှာဘာတွေလုပ်တာလဲမသိချင်ဘူးလားမသိချင်ပါဘူးအဲ့ဒါကဇက်ဖန်ရဲ့ကိစ္စပဲလေဒါပေမဲ့ဇက်ဖန်ပြပြချင်တယ်ဆိုရင်တော့ပြပြနိုင်တယ်ဆိုပြီးတခင်မနဲ့တခင်လေးကစက်နေဖြစ်တာကြောင့်မြန်တော့ကြအောင်ဆိုပြီးဇက်ဖန်နဲ့အတူထွက်လာခဲ့ပါတယ်ဇက်ဖန်ရဲ့တွေ့ထဲမှာတော့ဖန်တိုလင်ရဲ့တိကျရှိမှုကိုရေပေါင်းဝါတို့ကမတွေ့ခဲ့ဘူးဆိုပြီးတွေ့နေခဲ့ပါတယ်ဇက်ဖန်တို့ချမ်းရီတို့ရောက်လာပြီးဖန်တိုလင်ကဖုံမျိုးရဲ့ပါရမတန်တာချင်းမျိုးနဲ့ကတကယ်ပဲဂိုရင်တိုင်ခဏထဲပါတာပဲဆိုပြီးမြို့ကိုမရောက်ဖူးတဲ့တာစားလို့ချီချူခါဖွင့်နေကြရင်းနဲ့အဆော့စေကန်တွေကဘယ်ကောင်ကအော်ကြီးဟုတ်ကြလာအိုရင်လာလဲဟာဆိုပြီးလွန်ရင်တာဆက်စုံနေကြပါတယ်ဖန်တိုလင်ကလည်းချန်တိုးလေးကိုနှုတ်ဆက်လိုက်ပြီးသူကလော်မျိုးတွေကလာတဲ့လော်မျိုးနဲ့ရဲ့အကောကြီးခါတော့ဖြစ်ပြီးဒီတယောက်ကလော်မျိုးနဲ့ရဲ့အိမ်တော်ထိပ်ပြတဲ့ဇက်ဖန်ဖြစ်ကြပြောလိုက်ပါတယ်ဇက်ဖန်ရဲ့တွေ့ထဲမှာတော့ငါကဘယ်ကြီးကအိမ်တော်ထိပ်ပြသွားရတာလဲပြီးတော့ငါတို့နားဆော့မော်အီကလေးကအိမ်တော်ထိပ်တဲ့လားဒါပေမဲ့ဒီချန်ဆန်တွေရဲ့ပြောတဲ့မူရကငါတို့ကိုပြူစတဲ့ပုံပဲဇက်ဖန်ကချန်တိုးတွေရဲ့ပြောဆိုမှုရာတွေကိုမတင်ကြတာကြောင့်ဖန်တိုလင်ကိုအတင်းဆွဲကောကအတွေ့ထဲမှာတော့ဒီကောင်တွေငါတို့ကိုဒူဆက်ဆက်နေတာဆိုတော့တခင်မလေးတို့ကလည်းဒီလိုပဲဆက်ဆံမှာပဲဆိုပြီးတွေးကအလောတကြီးနဲ့ထွက်လာခဲ့ပါတယ်ဇက်ဖန်တို့လွှင့်ချန်တိုးစီရတဲ့ခါမှာတော့တဆူလေးနဲ့ဖြစ်နေပြီးတဆူလေးထက်မှလည်းနင်းနငယ်လေးနဲ့ချက်ဖန်လေးတယောက်တာရှိပြီးလွှင့်ချန်ပဲတော့လဲပြီးတော့အမကရပ်ဖောက်ကိုတော့ချတာဖြစ်ပြီးချိုင်မီတာဒုခောက်တန်ကတတိဘက်ကိုဖျက်သိလိုက်တဲ့ဆိုတဲ့စကားကြောင့်ဇက်ဖန်ကတို့ထွက်လာကလွှင့်ချန်စီကိုထွက်လာခဲ့ပါတယ်။ဆိုဘက်မှာတော့ရပ်ဖောက်လုံးဆိုတဲ့သူကဇလေးတပွင့်နဲ့ပြပွားနေကြပြီးအဲ့ဒီမြင်ကုန်းကိုလည်းလွှင့်ချန်ကဒီကွက်သာကြည့်နေရပြီးတော့အခုချက်ထင်းဘာဖြစ်လို့လက်ထပ်ဘက်ကိုဖျက်သိရတာလဲအခုချက်ထင်းကတော့လက်ထပ်ဘက်ကိုဖျက်သိချင်လိမ့်မယ်လို့သူမတော့မထင်ဘူး။ဒါကြောင့်အကိုရဲ့ဖေကိုဖျက်ပြပေးနေမလားအခုချက်ထင်းပြန်လဲတူတက်ပြီးတော့လော်မီတာသူကိုကူညီပြပါဦးဆိုပြီးလွှင့်ချန်ကငိုယူကသွတ်ဆုံနေတဲ့ခါမှာခုနကချက်ထင်းရဲ့ဆောင်းနေတဲ့ယူဖေလို့ခေါ်တဲ့မိကလေးကပါရဲလိုက်ပါတယ်။ကောင်မငါရဲ့ကိုချက်ထင်းနဲ့ဝေးဝေးနေစမ်းပြီးတော့ချက်ထင်းကလည်းနောက်ထပ်ဒီမိကလေးနဲ့ပတ်သက်နေသေးရင်ဒီမှာခွေးလုံးမှမဟုတ်ဘူးဆိုပြီးတော့ချက်ထင်းဆိုတဲ့ကောင်ကလည်းသူ့ရဲ့မျိုးလို့ထက်မှာတော့ယူဖေတယောက်တာချီးပြီးတန်တိုင်းမိကလေးကိုတော့နည်းနည်းလေးမှစိတ်ဝင်စားဘူးဆိုပြီးပြောနေခဲ့ပါတယ်။ဒါပေမဲ့ရှိတဲ့လော်မီနယ်ရဲ့တခင်မလေးရဲ့စိတ်ထဲမှာတော့အခုချိန်မှာသူမကဘာလို့ရတော့မှလဲဆိုပြီးဝမ်းနဲ့စွာငိုယူပြီးတော့ကုကရမနေတဲ့ချိန်မှာဇက်မာကရချလာပြီးမျိုးရင်ချန်ကိုစော်ကားခဲ့တဲ့ဂျင်မကန်ရဲ့သူ့ကိုစော်ပလတီးပေးလိုက်ပါတယ်။မင်းတို့ကမှငါရဲ့တခင်မလေးကိုရဲရဲတယ်ပေါ့။ရဲခင်လိုက်ရတဲ့ချက်ထင်းရဲ့တွေးမှာတော့ဒီတရားကဘာလဲဟာပါရင်ရှင်ဖြစ်တဲ့ငါတို့ကဘာမှတိလိုက်ခင်မှာပဲရိုက်ခံလိုက်ရတဲ့ဆိုတော့ဒီကွဲရဲ့မြန်တို့ကကြုံခန့်လီလီပါလားဒီကွဲစိတ်ကငါတို့ထက်မြင့်မှတိချပဲဇက်မကလော်မင်းနဲ့တခင်မလေးကိုတင်းတဲပေးလိုက်ပြီးထွက်သွားဖို့လို့တဲ့ချိန်မှာခုနကဇက်မရိုက်တာခံလိုက်ရတဲ့ယူဖေးကတားလိုက်ပြီးတော့ငါတို့ကိုရိုက်ချင်တဲ့ရိုက်ပြီးထွက်သွားချင်တိုင်းထွက်သွားလို့ရမှာလားခုနကကိစ္စတဲ့မေးတော့ငါ့ကိုဒူးထပ်ပြီးဦးတို့ကြီးချကတော့မှရလိမ့်မယ်သူတဲ့ပြေဇက်ပါဆိုတဲ့ကောင်ပေါ့လောရင်ရှာကလည်းမလို့နိုင်ဘူးဆိုပြီးငင်းနေတာကြောင့်မင်းတို့တွေမတုံးနိုင်ရင်တော့လောရင်ရှာမင်းအောင်မင်းရဲ့ညီကိုပါတက်တက်ဆုံးရွှေရလိမ့်မယ်ဆိုပြီးပြောရတာကြောင့်လွှင့်ရှာသူ့ရဲ့ညီအတွက်စိုးရင်သွားပြီးဒူးတက်ဖို့လို့တဲ့ချိန်မှာဆဲဗန်ကခုတ်ထွက်သွားပြီးတော့သူတို့နှစ်ယောက်လုံးကိုမျက်နှာနဲ့မြည်ကြီးကိုမိဆက်ပေးလိုက်ပါတယ်ဆဲဗန်ကသူတို့နှစ်ယောက်ကိုရိုက်ပြီးတော့ငါတက်မှပုံမင်းတို့ကထိုက်တန်လို့လားအဲ့ဒီအချိန်မှာပဲချမ်းမီတာသူကိုဘယ်သူကပြန်လာရှာရတာလဲမေးကချမ်းမီတာသူခောက်စကရိုက်ချလာခဲ့ပါတယ်နောက်တော့ဖေးရလာခဲ့ပြီးပေါ့အဲ့ကောင်ပဲဒီနေရာမှာပြန်လာရှာနေတာဒါကြောင့်အကောင်ဆုံးမပေးပါဘူးဆဲဗန်နဲ့ချမ်းမီတာသူခောက်တို့ကကြီးချင်းဆုံလိုက်ပြီးခင်ဗျားရဲ့ဆွမ်းကစိတ်ချင်းဟုတ်တယ်မလားဒီကောင်ကကြီးတဲ့ချက်နဲ့ငါရဲ့ကြည်ရန်စိတ်ကိုတီးသွားတာပဲခေါ်လေးမင်းမြက်လူကဆူချတာပဲနာမည်ဘယ်လိုခေါ်လဲဆိုပြီးမိလိုက်တာကြောင့်လော်မင်းနဲ့ရဲ့အီတော်ထိပ်ပြတဲ့ဇက်ပန်ဆိုပြီးပြလိုက်ပါတယ်လော်မင်းသားစုမှာအီတော်ထိပ်ခါရတယ်လို့ငါကြောက်ခဲ့ပါတယ်ဒါပေမဲ့ဒီလိုငယ်လေးမှတော့မနေထားခဲ့ဘူးဆိုပြီးတော့ဒီကောင်ကထူးဆန်းနေတယ်ဆိုပြီးတွေးနေခဲ့ပါတယ်အဲ့ဒီချိန်မှာဇက်ပန်ရိုက်တာခံရတဲ့ယူဖေးကလူတို့ကိုလွတ်ခတ်တာတဲ့တစားချေပေးပါအောင်ဆိုပြီးတောက်ဆုံနေခဲ့ပါတယ်အဖိုးကြီးကလည်းသူခံတွေ့လိုက်မယ်ဆိုပြီးမင်းတို့တွေဒီကိစ္စတိုက်ဖေရှင်းချက်ပေးရမယ်ဒါကြောင့်မင်းတို့ရွေးချယ်တာတစ်ခုပေးမယ်တိုက်ခိုက်မှလားတိတ်ခံမှလားဆိုပြီးဖိုးကြီးကတော့သူ့ရဲ့ဆွမ်းအားတွေကိုယူကြည်မှုလောက်ကနေခဲ့ပါတယ်ကောင်းတယ်ဒါဆိုရင်ကျုပ်ကရင်ဆက်တိုက်ရမှာပါဆိုကဇက်မန်ကစတင်တက်ခဲလိုက်ပါတယ်။ဖူးကြီးကလည်းဇက်မန်ရဲ့တက်ခဲမှုကြောင့်နောက်နေနဲ့ဆူသွားခဲ့ပါတယ်။ပေါ်အားဆုံးချိန်စားစုစေးဖို့ခက်ခဲတော့တာကြောင့်မင်းကတော့တဲ့မှ
ဟုတ်လားကာဆိုတဲ့ရောက်ကိုကျုံးမြူကျွယွန့်တာဆွမ်းအားပဲအဲ့ဒါကြောင့်ဖိုးကြီးကသူ့ရဲ့လက်ကိုကြည့်လိုက်တဲ့ခါမှာတော့ထိခဲ့တဲ့ရရှိသွားပြီးဇောပန်ကဖိုးကြီးခေပြားတောက်ကိုလည်းကြည့်လိုက်အောင်မင်းငါတောက်ကိုဘာလို့လိုက်တာလဲကျွေးကခေပြားကိုပြပြချင်းဦးပါခေပြားသားရဲ့တောက်ကိုကျိုးကချီမေးယူနေတာကြောင့်ကျေးဇူးပြုပြီးတော့တတိထားပါဆိုပြီးပြောကထွက်တော့မဲ့ချိန်မှာကျွေးရဲ့ဒီနေ့တတိပေးတာကိုဂယုမဆိုင်ရင်တော့ခေပြားတောက်ကိုစူတာပေးမယ်ဆိုပြီးချီချက်ကထွက်လာခဲ့ပါတယ်ဇောပန်တို့ထွက်သွားတာကိုချမ်းမီတော်စုခောက်စုံတို့ကကြည်ရွကလည်းပြီးဘာမှမတန်းနိုင်တာကြောင့်ဇောပန်ရဲတာခံရတဲ့ယူဖေးကသူတို့ကိုဒီတိုင်းလှော့ပေးလိုက်မှလားဆိုပြီးမေးတာကြောင့်ဇောပန်ကသာမြန်မြန်မရှိပေးရင်နာကမှာသူမီးတို့ရဲ့အန်ဒီရဖြစ်စေလိမ့်မယ်ဒါကြောင့်ဦးလေးဇောပန်ကိုရှေ့ပေးဖို့မြန်ဆုပ်စီရင်ဆွဲလိုက်မယ်ဆိုပြီးပြောလိုက်ပါတယ်ဦးလေးချက်ကသူတို့ကိုကြွချင်ကြလိမ့်မယ်လူမတို့မိသားစုကြီးကဲတွေကတော့သူ့ကိုကြောက်မှမဟုတ်ဘူးဆိုပြီးတော့အင်းပါရဲ့9မိသားစုဝင်ကိုစော်ကားတဲ့ကျူးဆက်ကိုသူတို့ကခံစားရလိမ့်မယ်ဆိုပြီးဇောပန်ကိုကြည်စဲနေခဲ့ပါတယ်ဇောပန်တို့ချိုင်းတော်ကထွက်လာတဲ့ကလားမှာဇောပန်ကတခင်မလေးအင်းပါရဲ့9မိသားစုเจ้าကိုတီးလားဆိုပြီးမေးတာကြောင့်လွင်ရှန်ကလည်းဇောပန်အင်းပါရဲ့9မိသားစုကိုတီးနေတာကြောင့်အော်တော့ခဲ့ပါတယ်ဘေကနှစ်ယောက်ကတော့အင်ပါယာမိသားစု9ဆိုတာဘာလဲဆိုပြီးမင်းကြပါတယ်အင်ပါယာ9မိသားစုကလွန်ဆောင်အားကြီးရပြီးအစိတ်တမ်းများတဲ့မိသားစုတွေဖြစ်တာကြောင့်ငါတို့လော်မိသားစုနဲ့ချမ်းမိသားစုတို့ကသူတို့ရှိမှဆိုရင်ဘာလှမ်းမှုမှမရှိတဲ့တာမာမိသားစုတတာပဲဒါပေမဲ့ထိုင်းရွေးအင်ပါယာမှာတော့ထိုင်းရွေးအင်ပါယာရဲ့အုံမြင့်ဖြစ်ပြီးအင်ပါယာမိသားစုရဲ့အထူးခွင့်ပြုချက်ရထားတဲ့ဝန်ကြီး9ယောက်ရှိပါတယ်သူတို့ရဲ့အင်အားကအင်ပါယာမိသားစုကိုတောင်ရှိနိုင်တယ်သူတို့ကိုစတင်တာကအင်ပါယာရဲ့မိသားစု9ခုကိုစတင်တာနဲ့တူပဲဖြစ်ပါတယ်ဒါကြောင့်ဒီနယ်မြေမှာမိသားစု9ခုကိုဘယ်သူမှမထိရကြဘူးလူတွေအားလုံးကလည်းဒီကြောင်းကိုသိကြပါတယ်အဲ့ဒီအချိန်မှာဇောပန်ကစောမိသားစုကလည်းပါတာလားဆိုပြီးမေးတာကြောင့်ဘာဖြစ်လို့ဒီကြောင်းမရတာလဲစောမိသားစုကအင်ပါယာမိသားစု9ခုနဲ့ပတ်သက်နေတဲ့ဆိုပြီးပြောတာကြောင့်လုံးရင်ရှာကထိထတော့ပြီးဇောပန်ဘယ်လိုသိတာလဲဘာဖြစ်လို့လဲဆိုတော့ခုနကဟိုမေကလေးအော်ရတဲ့ချိန်တို့ကအင်ပါယာမိသားစု9ရဲ့ဆောင်းအားကိုခန်းစားမိလိုက်တဲ့ဖြစ်ကြောင်းပြောလိုက်ပါတယ်ဒါဆိုရင်ငါတို့ကအင်ပါယာ9မိသားစုကိုရန်ဆောင်မိသွားပြီပေါ့လုံးရင်ရှာကလည်းဇောပန်ကိုတုံးမှဖို့တော့ကြအောင်ဆိုပြီးပြောတဲ့ချိန်မှာဇောပန်ကညှိလိုက်ပြီးငါတို့အခုသွားရင်လည်းတချင်းတရားကပဲငါတို့ကိုဆုံးနေလိမ့်မယ်ဒါကြောင့်လုံးရင်ချန်တို့စဉ်းစားရခန့်နေတဲ့ချိန်မှာချက်ပါကမတိစရာကြီးနဲ့အခုဇောပန်ဆိုပြီးခေါ်ရတဲ့ကြောင့်အခုဇောပန်တက်လာမင်းကအရင်တော့ကဂျွန်ဆွတ်လို့ပဲမြန်လာခွန်နေပြီးတော့အခုမှဘာထားဖြစ်နေတာလဲဘာမှဖြစ်ပါဘူးအခုတော့ဇောပန်ကိုကိုရင်းတက်လို့ခံစားနေရပြီးတော့ဇောပန်ဖြစ်ချင်တယ်ဆိုရင်တော့တဲ့နာမရှိဘူးဒါကြောင့်ခုလက်ရှိချင်းချင်းကနေကဝေးပါအောင်ဆိုပြီးတောက်ဆိုနေခဲ့ပါတယ်ဇောပန်ကဒီနားမှာမိသားစုခွန်နဲ့ပတ်သက်တဲ့သူတွေရှိလားဆိုပြီးမေးတဲ့အခါမှာရှိတော့ရှိတယ်အဲ့ဒါကနာမတရရန်ဆိုင်ဖြစ်တဲ့ခြံလုံးဆိုင်ဖြစ်ပြီးသူတို့ကအင်အားကောတဲ့အပြင်ခြံလဲတာတယ်ကွန်ပျူတာဆိုရင်မနေ့ပြန်ကြရင်အဲ့ဒီဆိုင်ကိုတွားကြမယ်ဆိုပြီးပြောရတာကြောင့်လွှင့်ချန်ကဘာသာလို့မလဲဆိုပြီးမေးလိုက်ပါတယ်ဇောပန်ကလည်းမေးစီဖတ်မှန်ဆိုပြီးပြောလိုက်ပါတယ်မနေ့ရောက်တော့ဇောပန်တို့ခြံလုံးဆိုင်ကိုတွားခိုက်ကြပြီးခြံလုံးဆိုင်ကိုဝင်ဖို့လုပ်တဲ့အခါမှာအစောနှစ်ယောက်ကဇောပန်တို့မှာအထက်ဝင်ခွင့်ပေးရမယ်အကြောက်ပြချက်ကောင်းမရှိတာကြောင့်ဝခင်ပေးဘူးဆိုပြီးလွှင့်နေကြပါတယ်ဇောပန်ကလည်းခြံလုံးဆိုင်ကသူတွေကအဲ့တဲ့တူကိုဒီလိုပဲဆက်နာကြလားအဲ့ဒါဆိုရင်တော့တော်တော်စိတ်ပြတ်ပြီးသွားပြီပဲဆိုပြီးအော်နေတာကြောင့်ချန်လုဆိုင်ရဲ့တခင်မလေးဆိုသူကထွက်လာပြီးတားလိုက်ပါတယ်ချန်လုဆိုင်ရဲ့တခင်မလေးဆိုသူကအရင်ကဇောပန်နဲ့ဈေးမှာတွေ့ခဲ့တဲ့မိကလေးဖြစ်ပြီးတကယ်လေကျမတို့ထားတွေ့ကြပြန်ပြီနော်ဇောပန်ကလည်းချန်လုဆိုင်မှာမိကလေးနဲ့ထပ်သေးရလိမ့်မယ်လို့နေထားမိဘူးဆိုပြီးပြောလိုက်ပြီးတော့ဒါကတော့ခွဲရေးပဲဆိုပြီးတွေးနေခဲ့ပါတယ်သူမရဲ့နာမည်ကလူမီဖြစ်ပြီးချန်လုဆိုင်မှာတောင်းထဆင်းနေတဲ့သူဖြစ်တာကြောင့်တကယ်လေးကဘာကိစ္စနာလာတာလဲမိလေးပါတယ်ဇောပန်ကသူလွန်မြင့်နယ်ကအီတော်လေးဇောပန်ဖြစ်ပြီးပစ္စည်းကောင်းလေးလာရောက်တာပါဆိုပြီးပြောတာကြောင့်အဲ့ဒီမိကလေးကပစ္စည်းဝယ်တဲ့နေရာကိုခေါ်ဆောင်သွားခဲ့ပါတယ်ဇောမန်ကစီရင်တစ်ခုကိုပြလိုက်တာကြောင့်လူနီကတော့စိတ်ဝင်စားကြည့်နေခဲ့ပါတယ်။ဖတ်သူလင်းကတော့အဲ့ဒါကအကူဇောမန်မနေ့ကဆွနေတဲ့ဟာဖြစ်ပြီးနှွေးရှန်ကလည်းဘာဖြစ်လို့အဲ့ဒီမိကလေးနဲ့ကြည့်နေရတာလဲဆိုပြီးဘူးသားမရှိတဲ့နှစ်ယောက်ကတော့တီတူပြနေကြပါတယ်။လူနီကတခင်လေးဘယ်လိုနဲ့ရောက်မှလဲဆိုပြီးမလိုက်တော့မေဂီလူကလည်းပညာရှင်ပဲလေ။ဒါကြောင့်မေဂီလူကဈေးနှုန်းပြောကြည့်ပါလား။အဲ့ဒါဆိုရင်ဝင်းကြောင့်တုံတတိဆိုရင်ဘယ်လိုလဲ။လူနီရဲ့စကားကြောင့်ဖတ်သူလင်းတို့ကအော်နေပြီ။ဇောမန်ကတော့တတိဆိုရင်နဲတယ်မရနိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်။မေဂီလူကမှာတိုင်းပြောချင်မှာတော့ဒီကိစ္စကိုဒီမှာပဲရလိုက်ပြီးတော့ပစ္စည်းကိုပြန်တော့နေခဲ့ပါတယ်။ကလေးဇောပန်ဒါကပရမတန်းစားဝင်ကပါစီရင်ပုံလေးပါပဲ။ဒါကြောင့်တတိပဲပေးနေတာပါ။ကလေးတခင်လေးကမလိုတော့သေးဘူးဆိုရင်သိုးသေးပေးမယ်ဖြစ်ကြောင်းလူနီကပြောလိုက်ပါတယ်။မိကြီးလူကခုဒီမှာတိုင်းပြောသေးဘူးပဲ။ဒီတန်းဒါကပရမတန်းဝင်ခဲ့ပါပါ။ဒါပေမဲ့ဒီကငါ့ကိုတန်ရဝင်နေကြည့်တယ်ဆိုပြီးမိကြီးလူကတော့စဉ်းစားခက်နေပြီးဇောပန်ကတော့ပစ္စည်းကိုပဲတော့နေခဲ့ပါတယ်။နောက်ဆိုတော့လူနီကဇောပန်တုံးဆုံမှုကိုမလိုက်ရောနေတာကြောင့်အစီရင်ကိုပြန်ပေးလိုက်ပြီးချလုဆိုင်ရဲ့ဂရင်းလေးကိုကြောက်ဖို့မှာပါ။ပရမတန်းစားဝင်ကပါကမြန်ဆိုသုံးသေးပဲတာဖို့ရှိတယ်ဆိုပြီးပြောလိုက်ပါတယ်။မိကလေးတာကိုတကယ်မမလဲဘူးပဲချန်လုဆိုင်ရဲ့တခင်ရှိလားဆိုတော့သိချင်မိတာဇောမန်ရဲ့စကားကလူနီကိုဒီစင်ကိုနားလည်ဖို့ညာမြင်ဘူးဆိုပြီးဒေးရရတာကြောင့်လူနီကတော့ထွက်ပြီးဆိုင်ရဲ့တခင်ကိုတော့ခဲပါတယ်ခဏကြာမှတော့ဆိုင်ရဲ့တခင်ရှာရလူကြကထွက်လာပြီးလူနီကလုံးတနက်သေးတယ်ဆိုပေမဲ့သူ့မှာဆူချတဲ့မျိုးလုံးတွေရှိလို့မမနိုင်တာကြောင့်အဲ့စီရင်ကိုပြကြည့်ပါလားဆိုပြီးပြောလိုက်ပါတယ်ရှာရလူကြစီရင်ကိုတေချာကြည့်နေပြီးလူနီကတော့တမီးပြောခဲ့တာပဲအဲ့ဒါကပထမတန်းစားဝင်ခဲ့ပါစီရင်ပါလို့ရှာရလူကြနဲ့ဇောပန်တို့ကချင်းချင်းဆိုလိုက်ပြီးလော်မီသားသူမှဒီလိုရမျိုးရှိလိမ့်မယ်လို့မထင်ထားခဲ့ဘူးတော်လေးဆက်ချစ်သိမ်းဆုံးပဲလို့လဲ
ချမ်းရလူရဲ့စကားကြောင့်ဘယ်မှရှိရတူတွေနဲ့လူနီပါဝင်ထိရသွားခဲ့ပါတယ်စက်ဘာကလွယ်လို့ပေါ့စက်ဘာကစချစ်သေးကိုလည်းနေသေးတဲ့ဆိုပြီးပြောလိုက်တာကြောင့်ဒီကလူအိုကြီးနားလဲပါတယ်ဒါပေမဲ့စချစ်သေးကပြေးနေတဲ့ကာတာပဲဆိုပြီးပြောလိုက်တာကြောင့်ဈေးထမမြင့်ရင်တော့ဒီကိစ္စကိုဒီမှာမှရလိုက်မယ်ဆိုပြီးစက်ဘာကမရင်ကျေးစွာနဲ့ပြောလိုက်ပါတယ်စက်ဘာရဲ့ပြီးမှုကြောင့်ချမ်းရလူကြကတော်တော်ထက်ပြီးဆောင်းရီထလောလိုက်တာကြောင့်စက်ဘာကတခင်ကြဒီလိုဆက်လို့နေမှဆိုရင်ချလုဆိုင်ရဲ့နာမည်ကိုထိခိုက်နိုင်လိမ့်မယ်နော်ကလေးမင်းငါ့ကိုမကြောက်ဘူးလားအေးဘယာထဲမှာချမ်းလို့ဆိုင်ကစီးပွားရေးလုပ်တဲ့မိသားစုဖြစ်တာကြောင့်ကျွေးရဲ့အသက်ကိုခင်ပြရဲ့မိသားစုနာမည်နဲ့လုံးချင်းမထက်ရဘူးဆိုတာသိချတယ်။ဇော်ပိုင်ရဲ့စကားကြောင့်ချမ်းရလူကြကရလိုက်ပြီးစိတ်ဝင်စားရပဲ။လော်မီသားစုမှာမင်းလိုလူမျိုးထပ်ပါပေးနေဆိုရင်တော့သူတို့ကတိုးတက်မှာတော့အတေချာပဲ။ကလေးမင်းဒီကူလာတာဒါရောက်ဖို့ပဲမဟုတ်ဘူးဆိုတာငါသိတယ်။ဒါကြောင့်မင်းမှာဘာကိစ္စရှိလဲပြောစမ်း။ဝင်ကဝါစီရဲ့တာမှုက10တန်းရှိတာကြောင့်ဒီနေ့ကတက်တာမဲ့ပြီးကျန်တာကိုငုံမပေးနိုင်တယ်။ဒါကြောင့်အခုချိန်မှာတခင်ကြကကျွန်တော်တို့အပေါ်ကျွေးရင်တောက်ရီဖြစ်ကြောင်းပြောလိုက်ပါတယ်။ကောက်ပြီးကျွေးမကြည့်ခင်လေးတော့ချမ်းလို့ဆိုင်ကမင်းတို့ကိုတတ်နေမြကူညီပေးမယ်။ကျမတို့ထွက်သွားပြီးနောက်မှာတော့ဒါကပထမတန်းစားဝင်ကစီရင်မဟုတ်လားဘာဖြစ်လို့ဆက်သားနဲ့ဝယ်လိုက်ရတာလဲဆိုပြီးဦးလေးကြောက်ကိုမေးလိုက်တဲ့အခါမှာတော့လူနီကိုစီရင်ရဲ့တနေရာကိုပြလိုက်ပြီးတော့ထမ်းရွေးအိပ်ပိုင်ရမှာဒီဟာမျိုးတခုပဲရှိမှကိုပဲစိုးရင်မိတယ်ဆိုပြီးတွေ့ရတဲ့ကြောင့်လူနီကအောက်သွားပြီးအဲ့ဒါဆိုရင်ဖူးမပြနိုင်တဲ့အရာတော့ပဲဆိုပြီးတော့ဆက်သားဆိုရင်တော့ဘာမှမဟုတ်ဘူးချမ်းလူကြကစွမ်းထက်တဲ့လူတွေ၄-၅ယောက်ကိုချုပ်လိုက်ပြီးစောင်းမိသားစုကိုမနေ့ကလုံရင်းတွေကရန်ဆွတ်ခိုက်တာကြောင့်ကောက်ကွယ်ပိတ်ဖို့ပြောလိုက်ပါတယ်လူနီကသူတို့ကိုဘာဖြစ်လို့ကူညီရမှာလဲလူတို့ရဲ့ရည်ရွယ်ချက်ကိုတမီးနားမလဲပါဘူး။ဘာလို့သူ့ပေါ်ကျွေးတင်အောင်လုပ်ခဲ့တာကဒီကိစ္စချက်ပဲဆိုပြီးပြောလိုက်ပါတယ်